Pioneer နဲ့ပတ်သက်ပြီးတော့အကြောင်းတော်တော်များများတော့စုံစုံလင်လင်ပြောပေးပြီဆိုတော့ဒီနေ့တော့ Pioneer Mastercard နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြခြင်းတယ်။အဲ့တော့ကိုယ့်ရဲ့ Pioneer account တွေကနေပြီးတော့ကိုယ့်ရဲ့ဝင်ငွေတွေကိုကိုနေထိုင်ရာ local bank ကိုငွေလွှဲခြင်းတဲ့အခါငွေထုတ်ခြင်းတဲ့အခါမျိုးပါဒီ international transfer နဲ့ပတ်သက်တဲ့စီမံစည်းကမ်းတွေအကြောင်းပဲဖြစ်ဖြစ်ဒါပေမဲ့ဒီ bank တွေကနေပြီးတော့လည်းဒီဘဏ္ဍာရေးဆိုင်ရာမူဝါဒတွေကမကြာခဏပေါ့နော်အခြေအနေမျိုးမျိုးပေါ်မူတည်ပြီးတော့မှပြောင်းလဲတတ်တာတွေရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုအခြေအနေမျိုးတွေမှာကိုကငွေထုတ်ခြင်းပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ကြန့်ကြာနေတဲ့အခါမျိုးတွေမှာကိုယ့်အကောင့်ထဲကပိုက်ဆံတွေကိုအမြန်ဆုံးထုတ်ယူချင်တယ်ဆိုလို့ရှိရင် ATM စက်တွေမှာသွားပြီးတော့မှထုတ်လို့ရဖို့အတွက်ကဒီ Payoneer Mastercard ကအရန်ကိုအသုံးဝင်တယ်။ဒါကအဖြေတစ်ခုပဲလို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ Payoneer Mastercard ကိုဘယ်လိုရှောက်ရလဲသူ့ကိုရှောက်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတဲ့အချက်တွေနောက်ပြီးလို့ရှိရင် Payoneer Mastercard ကိုသုံးမယ်ဆိုရင်ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့သူ့ကိုသုံးပြုခြင်းအပြင်အားသာချက်အားနည်းချက်တွေကိုလိုရှင်းတဲ့တခြားလေးပြပြပေးတော့မယ်။ဘယ်လိုလူတွေအတွက်လဲကိုက freelancer သို့မဟုတ် digital creators အနေနဲ့ပုံမှန်လုပ်နေတဲ့သူဖြစ်တယ်။လစဉ်သို့မဟုတ်အပတ်စဉ်ကိုယ့်ရဲ့ဒီ Payoneer account တွေကိုလည်းနိုင်ငံခြားငွေကပုံမှန်ဝင်နေကြရှိတဲ့သူဖြစ်တယ်။နောက်ပြီးတော့ကိုကဒီ Payoneer Mastercard ကိုအသုံးပြုတဲ့အတွက် Payoneer ကနေသတ်မှတ်ထားတဲ့နှစ်စဉ်ကြီးတစ်ခုကိုလည်းပုံမှန်ပေးဆောင်နိုင်တယ်။ပြီးလို့ရှိရင်ကိုကဒီကတ်ကိုသုံးပြီးတော့မှငွေထုတ်တဲ့အခါမှာလည်းပေးရမယ်ဒီ ATM card fees တွေနောက်ဒီ Payoneer ဘက်ကနေပြီးတော့မှဖြတ်တဲ့ transaction fees တွေကိုလည်းကိုကအဖြတ်ခံနိုင်တယ်ကိစ္စမရှိဘူးဆိုတဲ့သူတွေအတွက်ကသုံးသင့်တယ်သုံးရတာလည်းအဆင်ပြေသလိုပို့ပြီးတော့မှမိုက်တယ်။ဘာကြောင့်လဲဆိုတော့ကိုကအကောင့်ထဲကိုပတ်စံဝင်တဲ့ခါကျရင်ဘယ်မျက်နှာမှကြည့်စရာမလိုတော့ဘူး။ဒီတခြား bank တွေကနေပြီးတော့ bank တွေပေါ်မှာမူတည်နေတာမဟုတ်တော့ဘူးပြောချင်တာ။ကိုယ့်ရဲ့ပတ်စံထုတ်ပြီးတဲ့ခါကျရင်ကိုပတ်စံကိုအကောင့်ထဲရောက်လာပြီဆိုရင်အဲ့ဒီကတ်ကလေးနဲ့ကိုကဘယ် ATM စက်မှာဖြစ်ဖြစ်သွားပြီးထိုးလိုက်ရုံနဲ့ကိုထုတ်ချင်တဲ့လောက်ပတ်စံရပြီ။ bank တွေမှာသွားပြီးတော့မှငါပတ်စံဘယ်လိုလွှဲရင်အဆင်ပြေမလဲ local bank နဲ့မှာဘာဖြစ်လို့ငါပတ်စံကိုတိမဝင်သေးတာလဲနောက် bank ကဘာဖြစ်လို့ reject ဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးပုံမှန်တော့ကိုတကူမှမရှိတော့ဘူးကိုယ့်ရဲ့ကတ်ကကိုယ့်လက်ထက်မှာရှိနေသေးပြီကိုကြိုက်တဲ့ချိန်ကိုပတ်စံတော့ထုတ်လို့ရမယ်ဒါကသူ့ရဲ့ main point ဖြစ်တယ်တကယ်အားသာချက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုလူတွေတက်မဟုတ်ဘူးလဲဆိုတော့ကိုက freelancer တော့ဖြစ်တယ်ဆိုပေမဲ့လည်းပုံမှန်အလုပ်ရှိနေတဲ့သူမဟုတ်ဘူးကိုကအလုပ်ကလုပ်လိုက်မလုပ်လိုက်အလုပ်ကရှိလိုက်မရှိလိုက်ဒါမှမဟုတ်လေကိုယ့်ရဲ့ဒီ bank ကိုယ့်ရဲ့ဒီ Payoneer account တွေကိုနိုင်ငံခြားငွေရလဲဝင်လိုက်မဝင်လိုက်ပေါ့နော်ကိုကပုံမှန်လို့ဖြစ်နေတာမဟုတ်ဘူးပေါ့ပြောချင်တာအခြေအနေပေါ်မူတည်ပြီးမှပဲလို့ဖြစ်တယ်ပုံမှန်ကြီးတော့ဝင်ငွေရှိနေတာမျိုးတော့မဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုလူတွေတော့ကထက်စင်စာမှာပါလဲဆိုတော့နှစ်စဉ်ကိုပေးရမယ်နှစ်စဉ်ကြီးပေးရမယ့်ဟာရှိတယ်အဲ့တော့က cover ဖြစ်ရလားနောက်ပြီးလို့ရှိရင်ကိုကပတ်စံထုတ်မဲ့အချိန်တိုင်းမှာကိုထုတ်မဲ့ပတ်စံ amount နဲ့ပြီးရင်ကိုပေးရမယ့် ATM fees တွေနောက်ပြီးတော့ဒီ Payoneer ဘက်ကဖြတ်မဲ့ transaction fees တွေကိုကိုကုန်ခံနိုင်ရလားကုန်နှမျောစရာကြီးလေနော်ဘာလို့ဆိုကိုထုတ်မဲ့ငွေကနည်းတယ်ဆိုလို့ရှိရင်ထုတ်မဲ့ငွေနည်းနည်းလေးမှာကိုပေးလိုက်ရမယ်ကိုဖြတ်ခံရမယ် amount တွေကじゃနည်းနည်းလေးပိုများတယ်လို့ထင်စရာရှိတယ်အဲ့အတွက်ကြတော့ကိုကအဲ့ဒါတွေပေါ်မှာအဆင်ပြေရလားဆိုတော့ပြန်စဉ်းစားရမယ်။ Okay ဒီတော့ Mastercard ရှောက်ဖို့တော့ကဘာတွေလိုအပ်လဲ Mastercard ရှောက်ဖို့တော့ကအခြေခံချက်၃ချက်လိုအပ်တယ်နံပါတ်1ချက်ကမိမိရဲ့ account Payoneer account ဟာ identity verification အောင်မြင်ပြီးသား account ဖြစ်ရမယ်နံပါတ်2အချက်ကမိမိရဲ့ account လေးကိုလွန်ခဲ့သော6လအတွင်းမှာဒီ marketplace တွေဥပမာ Upwork တို့ Fiverr တို့လိုမျိုး freelance platform တွေကနေသို့မဟုတ်ဒီ business client တွေစီကနေပြီးတော့မှ100 USD သို့မဟုတ်အဲ့ဒီ amount နဲ့ညီမျှတဲ့နိုင်ငံခြားငွေဝင်ရောက်ထားဖို့ပြီးသားဖြစ်ရမယ်ဒီနေရာမှာတစ်ချက်သတိပြုရမှာကဘာလဲဆိုတော့ကိုယ့်ရဲ့ account တွေကိုဝင်ထားတဲ့အဲ့ဒီ requirements ပြည့်ဖို့အဲ့ဒီ100 USD ကဒီ business client တွေခုနကပြောတဲ့ platform တွေကနေလာထားတဲ့ငွေပဲဖြစ်ရမယ်ကိုယ့်ရဲ့ requirements ပြည့်အောင်ဆိုပြီးတော့မှဒီ individual user ချင်းလွှဲပေးတဲ့ပမာဏမျိုးတွေဆိုရင်လုံးဝကြုံဝင်ပါဘူးအဲ့ဒါသတိထားပါမယ်ဆိုတတိယချက်အနေနဲ့ကတ်ကိုအိမ်ရောက်ပို့ပေးဖို့အတွက်ကိုယ့်ရဲ့နေရာလေးစာအတိအကျနဲ့ကတ်ထင်းလေးက annual fee အတွက်ကိုလည်းအကောင့်ထဲမှာပတ်စံနေငယ်ရှိထားပါမယ်ကတ်လျှောက်တာကြတော့အရန်လွယ်တယ်ကိုယ့်ရဲ့ဒီအကောင့်ထဲကိုဝင်ပြီးတော့မှ download box ထဲကနေပြီးတော့ bank ဆိုင် cut ဆိုတဲ့ထက်ကိုဝင်ပြီးလို့ရှိရင်တော့ဒီ aura ကြီး cut ဆိုတာကိုနှိပ်လိုက်ပါပြီးရင် Payoneer က cut 2မျိုးရှိတယ် virtual cut နဲ့ physical cut ပေါ့နော် virtual cut ဆိုရင်ကိုက online မှာပဲသုံးလို့ရတယ် physical cut ကကြမှာဒီကိုငွေထုတ်တာပါညာသုံးလို့ရတာပေါ့နော်ကိုက ATM စက်တွေမှာပါငွေထုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့် physical cut ကိုရွေးလိုက်ပါပြီးလို့ရှိရင်တော့ aura ကြီး cut ဆိုပြီးတော့နှိပ်လိုက်ပါပြီးတော့ရင်တော့ကိုယ့်ရဲ့ဒီခုနပြောခဲ့တဲ့အတိုင်းပဲကိုနေတဲ့နေရာလေးစာကိုအတိအကျသေချာလေးဖြည့်ပေးပါအဓိက postal code ကိုသေချာလေးဖြည့်ခဲ့ပေးပါသူကဒီ postal code အတိုင်းပဲဒီကတ်ကအိမ်ထိအောင်အရောက်ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နေရာလေးစာကသေချာလေးဖြည့်ပေးဖို့လိုပါတယ်အားလုံးပြီးရင်တော့ order ကို finish လုပ်လိုက်လို့ရပါပြီအဲ့တော့သူကတော့ option ထဲမှာဆိုရင်သူကရိုးရိုးပို့တာဆိုလို့ရှိရင်တစ်လဝန်းကျင်တစ်လ
ကနေရက်40အတွင်းကြာတတ်တယ်လို့ပြောတယ်သူတို့ပြောသလိုမျိုးဒီ shipping fees ကိုပေးပြီးတော့မှမှာမယ်ဆိုလို့ရှိရင်တော့နှစ်ပတ်အတွင်းရောက်တယ်ဆိုပြီးအဲ့လိုမျိုး option တွေတော့ရှိတယ်ဒါပေမဲ့လည်းရိုးရိုးနဲ့ပဲမှာပါကျမတို့ကလည်းရိုးရိုးနဲ့ပဲမှာတာဒါပေမဲ့လည်းတစ်လကြာမယ်လို့ပြောထားပြီးတော့တကယ်တော့10ရက်ပဲကြာတယ်10ရက်ပြည့်တဲ့နေ့မှာအိမ်ထီအောင်ရောက်လာပါတယ်ဒါကြောင့်မို့လို့ရိုးရိုး option ကိုပဲရွေးပါ okay ဒီတော့ master card 3ရင်းအတွက်အားသာချက်တွေအားနည်းချက်တွေကိုပြပြမယ်အဲ့တော့အားသာချက်ကကြတော့ပထမချက်ကပြည်တွင်းမဲ့နေငွေလဲစီမင်းစည်းကမ်းတွေကိုစိတ်ပူစရာမလိုတော့ဘူးခုနပြောခဲ့သလိုပဲပေါ့နော် master card အမှတ်တစိတ်ပါတဲ့ပြည်တွင်း ATM ဘယ်ဆက်မှာမဆိုကိုယ့်ရဲ့ဒီ local local ငွေအတိုင်းပဲပေါ့နော်ဓာတ်ရိုက်ငွေထုတ်ယူလို့ရအောင်ထိုင်းဆိုလဲထိုင်းဘတ်ငွေနဲ့ဒါလိုက်ထုတ်ယူလို့ရတယ်။နောက်ဒုတိယချက်ကじゃနိုင်ငံတကာ website တွေဖြစ်တဲ့ဒီ Amazon တို့နောက် Facebook AD Visual ဘာညာဒါမျိုးတွေပေါ့နော်တခြားသော online shopping တွေအကုန်လုံးမှာကမ္ဘာအနှံ့လွတ်လပ်စွာဈေးဝယ်နိုင်တယ်။ဒီကိုယ့်ရဲ့ဒီသုံးသမျှဒီဈေးဘိုးပတ်စံတွေ online shopping ဘိုးတွေကိုလည်းကိုက line မောကနေပြီးတော့ပဲစမတ်ကြလေးနဲ့မှပြန်ပြီးတော့ငွေရှင်းပေးလို့ရတယ်ပေါ့နော်။နောက်အားနည်းချက်တွေနဲ့သတိထားရမယ့်ချက်တွေကကျတော့ပထမချက်ကပေါ်မှာကျွန်မပြောသွားသလိုပဲကတ်ထိန်းသိမ်းက annual fees တွေကတစ်နှစ်ကိုအတိအကျဆိုရင်တော့29.95ပေါ့နော်ဒေါ်လာ30ဝန်းကျင်ပဲဆိုပါစို့အဲ့လောက်ကနှစ်စဉ်ဖြတ်တောက်မှာဖြစ်တယ်။နောက်ဒုတိယချက်ကကျတော့ ATM ဆက်ကနေငွေထုတ်တဲ့အခါမှာ Pioneer ဘက်ကဖြတ်တဲ့ဈေးအပြင်ဒီပြည်တွင်းမှာရဲ့ငွေလဲနှုန်းအတိုင်း exchange rate တွေကလည်းဖြတ်အောင်မယ်ပေါ့နော်ဒီတော့ပုံမှန်ဘဏ်ငွေလွှဲရတဲ့ဆိုင်တော့အခါကြီးကနည်းနည်းလေးပို့ပြီးတော့မှပိုများနိုင်ပါတယ်ဒါလေးတွေသတိထားမယ့်ချက်တွေပေါ့နော်လောက်ဆိုရင်တော့ master card နဲ့ပတ်သက်ပြီးတော့မှသုံးဝင်တဲ့ချက်တွေနောက်သုံးသင့်မသုံးသင့်စဉ်းစားရမယ့်ချက်တွေပြီးလို့ရှိရင်လိုအပ်ချက်တွေအားလုံးတော့သိလောက်ပြီးလို့ထင်တယ်ပေါ့နော်ဒီလောက်ဆိုရင်တော့ဒါကျွန်မ Pioneer နဲ့ပတ်သက်ပြီးတော့အကောင့်ဖွင့်နည်းကနေစပြီးတော့ကိုဒီ master card သုံးတဲ့အဆင့်ထိအောင်အားလုံးပြပြပြီးဖြစ်တဲ့ကြောင့်လို့ Pioneer နဲ့ပတ်သက်လို့ရှိရင်တော့အားလုံးစုံသွားပြီလို့ပြောလို့ရတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာဆိုရင်တော့တခြားသောဒီ freelance နဲ့ပတ်သက်တဲ့အကြောင်းတွေနောက် website တွေအကြောင်းတွေကိုဆက်ပြီးတော့ပြပြမှာပေါ့နော်အဲ့တော့အားလုံးတော့သုံးဖို့မယ်လို့မျှော်လင့်ပါတယ်